ဂျီနာလို့ခေါ်တဲ့ဒီအာတိတ်မြေခွေးလေးဟာနောက်ထပ်ရက်နည်းနဲ့ကြာမှကလေးမွေးဖွားတော့မှာပါဒါဟာသူမအတွက်ပထမဆုံးအကြိမ်မိခင်ဖြစ်လာခြင်းလည်းဖြစ်ပါတယ်ဂျီနာဟာပင်လယ်ဖြန်နဲ့ဝါနေတဲ့ဝက်ဝံဖြူမိခင်တဲ့ကလေးတွေကိုစောင့်ကြည့်ရင်သူမရဲ့မိခင်ဘဝအတွက်လိုအပ်တဲ့အတွေ့အကြုံနဲ့အသိပညာချို့ကိုလေ့လာဖို့စ조사နေခဲ့ပါတယ်ဒါကိုဂျီနာရဲ့ကျင်ဖော်ရုံးကလည်းရိပ်မိပြီးသူမရဲ့ခန္ဓာကိုယ်ထဲမှာပြောင်းလဲမှုတွေရှိနေပြီဆိုတာကိုသတိပြုမိသွားခဲ့ပါတယ်ဒါကြောင့်မို့လို့ပဲရုံးဟာမကြခင်မွေးဖွားလာတော့မဲ့ကလေးတွေနဲ့ဂျီနာအတွက်အစာရှာဖွေပေးဖို့တာဝန်ယူလိုက်ပါတယ်အေးဆက်ခင်းနေတဲ့အာတိတ်တန်တရားပြင်မှာအစာရှာရတာဟာမလွယ်ကူပါဘူးဒါကြောင့်ရုံးဟာဝက်ဝံဖြူကြီးရဲ့နောက်ကိုလိုက်သွားဖို့ဆုံးဖြတ်ခဲ့ပါတယ်ဝက်ဝံဖြူကြီးစားကျွန်းစားကြံဖြစ်ခြံထားခဲ့မဲ့ပင်လယ်ဖြန်သားစလေးတွေဟာသူတို့ဆောင်တွေအတွက်အဖိုးတန်နဲ့အစာတနက်ဖြစ်လာနိုင်လို့ပါဒါပေမဲ့အခုချိန်မှာတော့ပင်လယ်ရေခဲပြင်တွေဟာမြ мян ဆန်းဆန်းအည်ပြော်နေကြပါပြီခန္ဓာကိုယ်ကြီးမားလာတဲ့ဝက်ဝံဖြူကြီးတောင်မှဒီလိုကျွတ်ဆက်နေတဲ့ရေခဲပြင်ပေါ်မှာအစာရှာဖို့ရုန်းကန်နေရပါတယ်အန်နီဟာတကယ်ကိုကြီးမားလုံးလာတာကြောင့်ခန္ဓာကိုယ်တင်းငယ်တဲ့အာတိတ်မြေခွေးရုံလဲဒါကိုခံစားလိုက်ရပါတယ်ရုပ်ဟာရေခဲပြင်အကြောင်းရဲ့ကိုအနှဲငယ်လိုမှကြက်လူနီးပါးဖြစ်သွားခဲ့ပါတယ်အာတိတ်မြေခွေးတွေဟာရေမကူးတတ်ကြပါဘူးဒါကြောင့်အေးခဲနေတဲ့ရေအိုင်ထဲပြုတ်ကျသွားခဲ့ရင်တေဆုံးဖို့ရာဂိုင်နှုန်းအလုံးများပါတယ်အိုအိမ်မှာကြံခဲ့တဲ့ဂျီနာဟာစိတ်ထဲကနေအန်နီတစ်ခုခုကိုခံစားလိုက်ရတယ်လို့နဲ့ရုပ်စီကိုအမြန်ဆုံးအပြေးလွှားသွားခဲ့ပါတယ်ဒါပေမဲ့သူမရောက်သွားချိန်မှာတော့ရုံရက်နေခဲ့တဲ့ရေခဲတုံးကြီးဟာကျိုးပဲထွက်သွားခဲ့ပြီးပင်လယ်ရေလိုင်းတွေနဲ့အတူမျောပါသွားခဲ့ပါပြီသူတို့နှစ်ဦးကြားကအကွာဝေးဟာဝေးကွာလွန်သွားခဲ့တာကြောင့်သူမအနေနဲ့ရုပ်ရဲ့ဘက်ကိုခုန်ကူးလို့မရနိုင်တော့ပါဘူးအာတိတ်မြေခွေးတွေဟာသူတို့ရဲ့တသက်တာမှာကျင်ဖော်တဦးတည်းကိုသာတစ္ဆာရှိရွေးချယ်လေးရှိကြပါတယ်ဂျီနာနဲ့ယုံတို့ဟာလည်းတယောက်ကိုတယောက်အခိုင်အမာရွေးချယ်ခဲ့ကြသူတွေပါဒါပေမဲ့အခုတော့ကန်ဂျမာကသူတို့ကိုခွဲခြားပစ်လိုက်ပါပြီမကြခင်ကလေးမွေးတော့မဲ့ဂျီနာဟာကလေးတွေကိုတယောက်တည်းပြုစုပြောထောင်ရတော့မဲ့မဆောက်လာတဲ့စိန်ခေါ်မှုကိုရင်ဆိုင်ရတော့မှာပါသူမရင်ထဲမှာတော့ယုံသူမစီကိုအမြန်ဆုံးပြန်လာနိုင်ပါစေလို့ပဲဆုတောင်းနေရပါတော့တယ်